Okay ဒီနေ့မှာတော့ကျွန်တော် April 25 ရက်နေ့ကထွက်ခဲ့တဲ့ Days Gone Remaster game ကိုကျွန်တော် review လုပ်ပေးသွားမှာဖြစ်ပါတယ်2019ကထွက်ခဲ့တဲ့ Days Gone ဆိုတဲ့ game ကပြောရရင်တော်တော်လေးကြာပြီပေါ့နော်ကျွန်တော်ဒီ game ရဲ့ sequel ထွက်လာမယ်လို့စိတ်ထဲမှာထင်နေပေမဲ့တကယ် remaster version ပဲထွက်လာတယ်ပေါ့နော် remaster version က$50ပေးရတယ်ဆိုတော့$50ပေးပြီးတော့ Days Gone Remaster version ကိုဝယ်သင့်လားမဝယ်သင့်ဘူးလားကျွန်တော်ဒီဗီဒီယိုထဲမှာပြပြပေးသွားမှာပါခင်ဗျာ Days Gone ဆိုတာပြောရရင် open world survival game တစ်ခုပါပဲဒီ zombie တွေနဲ့ကြားထဲမှာကျွန်တော်တို့က survive ဖြစ်အောင်နေရတယ်ပေါ့နော်ပြီးတော့ objective တွေလုပ်ရမယ် story ရှိမယ်ပေါ့နော် Days Gone ရဲ့ story ချမ်းပြင်ကိုကျွန်တော်ရဲ့ video အဟောင်းတစ်ခုမှာကျွန်တော်ပြပြပေးထားပါတယ်တွားကြည့်လို့ရပါတယ်link ကိုလည်းကျွန်တော် description မှာထည့်ပေးထားပါမယ်ခင်ဗျာ Days Gone Remaster မှာအဓိကအပြောင်းလဲရတော့ graphic ပဲပေါ့နော်ဒီ remaster ဆိုတဲ့အတိုင်းပဲ graphic ကပိုလှလာမယ်ကျွန်တော်တို့လွန်ခဲ့တဲ့6နှစ်လောက်က game ဆိုတော့အခု PlayStation 5 Pro တို့ဘာလို့လဲဆက်တစ်တွေမှာ next gen တော့မဟုတ်ဘူးပေါ့နော်ဆက်တစ်တွေမှာဆော့မယ်ဆိုလို့ရှိရင် 4K 60 fps ကြည့်တောက်ရှင်းရေးလည်းမိုက်သွားတယ်ပေါ့ဆိုတော့အဲ့ဒါတော့အဓိကတက်ပဲဒီ visual ဘိုင်းမှာပြောရလို့ရှိရင် side by side ရှင်းကြည့်ရင်တော့မှတော်တော်လေးတည်တာတယ်ပေါ့နော်ဒါပေမဲ့တိတ်မကြခင်ကာလမှာ Days Gone အဟောင်းဒီ original version ကိုဆော့ထားတယ်အခုမှ Days Gone Remaster ကိုဆော့မယ်ဆိုလို့ရှိရင်တော့ပြောရရင်အရင် notice ဖြစ်ချင်မှဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့နေကင်းဘက်တွေပိုင်းမှာတိတ်မတည်တာဘူးဆိုပေမဲ့ညဘက်မှာသွားလာတာတော်တော်လေးစကားပြောရဲပေါ့နော်အရင်တော့ဆိုလို့ရှိရင် Days Gone မှာကျွန်တော်တို့က flashlight တွေဒီဆိုင်ကယ်ကရှေ့မီဒီတွေအဲ့ဒါတွေကဒီ lighting တွေကစလုံးဝ delay ပြန်ပေးတာပေါ့နော်ဆိုတော့ညဘက်မှာဆိုလို့ရှိရင်ပိုတိလာတာအရင်တော့ဆိုကျွန်တော်တို့ညဘက်မှာဆိုင်ကယ်မောင်းတာလို့ပါလို့ဆိုလို့ရှိရင်ရှေ့မှာ zombie တွေပါတယ်နေပါကြိုမြင်ရတာပေါ့နော်အခု remaster version မှာတော့ပြောရရင်ဒီ headlight ကလုံးဝဒီ lighting ကလုံးဝ realistic ဖြစ်တယ်ပေါ့ဆိုတော့ရှေ့ကိုကျွန်တော်တို့တာမန်ဓမီထွန်းရင်မြင်ရတယ်လို့မျိုးမြင်ရတဲ့လောက်ပဲပြတော့တယ်နည်းနည်းလေးပူမှောင်သွားတာဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တော့ညဘက်မှာဆော့ရတာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်စိတ်လှုပ်ရှားဖို့လည်းပိုကောင်းလာတယ်နောက်တစ်ခုကတော့ဒီ Days Gone ဆော့ဘူးရဲ့လူတွေဆိုလို့ရှိရင်သိလိမ့်မယ်ကျွန်တော်တို့ဒီ home base ပေါ့နော်အဲ့ဒီ base ရဲ့အပေါ်ဆုံးတက်ကနေပြီးတော့လှမ်းကြည့်လို့ရှိရင်တောင်တန်းတွေပါမြင်ရတယ်အရင်တော့ဆိုအဲ့တောင်တန်းတွေပါကတိတ်မကြည့်ဘူးပေါ့နော်လှတော့လှတယ် Days Gone ကလှတော့လှတယ်ဒါပေမဲ့တိတ်မကြည့်ဘူးတောင်တန်းတွေပါကိုအခုဆိုရင်ပို့ပြီးတော့ကြီးလင်းကြီးတောက်ရှင်းလုံးဝ clear ပို့မြင်ရတယ်ပေါ့နော်ပြီးတော့ weather ဆိုလို့ရှိရင်လည်းဒီမိုးရွာတာတွေပါပို့ပြီးတော့realistic ဖြစ်တယ်လို့ခံစားရတယ်ဒါကတော့ remaster ဖြစ်တယ်$50ပေးရတယ်ဆိုတော့ဒီကောင်တွေကတော့တော်တော်လေးတိတာပြောင်းလဲသွားတဲ့အချက်ပေါ့နော်နောက်တစ်ခုကတော့ဒီ Days Gone Remaster မှာဒီကြီးမားမားပါလာလို့ပြောလို့ရတယ် Hot Assault ဆိုရယ်မုတ်ပေါ့နော်အဲ့ဒီမုတ်ကပါလဲဆိုတော့ဒီ zombie တွေအုပ်လိုက်ကြီးအများကြီးကိုနောက်လိုက်လာမယ်ကိုကအဲ့ zombie တွေကြားထဲမှာ survive လုပ်ရမယ်ဒီ zombie တွေကိုကျွန်တော်တို့ကပြစ်ရမယ်ပေါ့နော်အဲ့ပြစ်လို့ရှိရင်ကျွန်တော်တို့ကအမှတ်တွေရမယ် point တွေရမယ်အဲ့ point တွေမှာ objective တွေရှိရယ်ဒီ main story မှာမပါတဲ့လက်နက်သစ်တွေပါတယ်ပေါ့ပြောလို့ရှိရင်တော့ arcade style ပေါ့ပြောဖို့ကောင်းတယ်ကျွန်တော်တို့က zombie အများကြီးကြားထဲမှာ survive ကြာလုံနိုင်လို့ point တွေရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခု Hot Assault mode မှာဒီလူတွေကိုဆွဲဆောင်ရတာ playback character တွေပေါ့နော်ကျွန်တော်တို့ boozer အနေနဲ့ဆော့လို့ရတယ်တကယ်မှာတခြား character တွေအနေနဲ့ကျွန်တော်တို့ဆော့လို့ရတယ်အဲ့ဒါလေးရတယ်ဒီ Hot Assault mode ကိုလူတွေ tension ပေးသွားတဲ့အချက်ပါပဲနောက်တစ်ခုကတော့ဒီ Dual Sense support ပါလာတယ်ပေါ့နော် Dual Sense support ပါလာဖြစ်တဲ့ terrain ချင်းဒီလမ်းချင်းတွေတွားမယ်ဆိုလို့ရှိရင်ဆိုင်ကယ်မောင်းရတာဘာညာပိုတိတာရယ်မိုးတွေပါရွာရယ်ဆိုလို့ရှိရင်လည်းဒီ controller မှာတိတာရယ်ပေါ့ brake တွေပါရယ်အုပ်လို့ရှိရင်လည်းပိုမိုက်တယ်ပေါ့နော်ဒါရဲပြောရလို့ရှိရင်တော့ဒီ game ကိုအချိန်ပေးပြီးတော့တေချာရတာခံပြီး sorry တွေတော့ဆိုတော့တိပါတယ်ဒါပေမဲ့ကျွန်တော်တို့လိုမျိုးနည်းနည်း rush နေရယ် game ကိုအဓိက story ပဲ focus ပြန်မှာ game ထဲမှာတရားကတော့စီးမျောသွားရဆိုလို့ရှိရင်ပြောရင်ဒါကိုကျွန်တော်အရင် notice မဖြစ်ဘူးပေါ့နော်ဆိုတော့ဒါကတော့ remaster version မှာပါတဲ့ features တွေပါပဲ okay ဒါဆိုကျွန်တော်တို့ဒီ video ရဲ့အဓိက topic ဖြစ်တဲ့ Days Gone remaster version ကို$50ပေးပြီးဝယ်သင့်လားပေါ့နော်ပထမဆုံးကျွန်တော်ပြောချင်တာကတော့ Days Gone original version ကိုဝယ်ထားရဆိုလို့ရှိရင်$10ပေးနဲ့ upgrade လုပ်လို့ရတယ် remaster version ရဒီဟာကတော့တန်တယ်ကိုက Days Gone လဲဆော့ပြီးပြီမဆော့ပြလို့ကြောင်ထိုးထားတယ်တော်တော်လေးလည်းကြာလိုက်ပြီကြောင်ထိုးထားတယ် story လည်းနည်းနည်း mid လေးဖြစ်လို့ပြန်ဆော့ကျင်တယ်ဆိုလို့ရှိရင်တော့$10ပေးပြီးတော့ remaster version ဆော့တာပြောရင်ကျွန်တော်အနေနဲ့တန်တယ်လို့မြင်တယ်ပေါ့နော်ဒါပေမဲ့ခုန offer ကကျွန်တော်တို့လိုမျိုး PlayStation Plus Extra မှာ Days Gone ကိုသွားပြီးတော့ claim ထားတဲ့လူတွေတော့မပါဘူးပေါ့နော်ဆိုတော့အဲ့လူတွေတော့ဆော့ကျင်တယ်ဆိုလို့ရှိရင်$50ပေးပြီးထပ်ဝယ်ရအောင်ပေါ့ပြောရလို့ရှိရင် remaster version မှာ content အသစ်တွေလည်း trade through ပါတာမရှိဘူး Hot Assault mode တစ်ခုလောက်ပဲမလောက်ဆက်ရှိရအောင်နော်ဆိုတော့ကိုယ်အနေနဲ့ budget ကအဆင်ပြေရဆိုလို့ရှိရင်တော့ဝယ်လို့ရတယ်ဒါပေမဲ့လည်းတခြားသောထွက်လာမယ့် game တွေနောက်မှာအများကြီးရှိတယ်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီ$50ကိုခဏလေး hold ထားဖို့အကြံပေးချင်ပါတယ်ကျွန်တော်အနေနဲ့ပြောလို့ရှိရင်ကိုကဒီ story လည်းတည်ပြီးသားgameplay mechanic ကလည်းပြောရရင်လောလောအများကြီးပါတာမဟုတ်ဘူးအဲ့လိုခြေနေဖြစ်တဲ့အတွက်ပြောရရင် Days Gone အဟောင်းရဲ့ graphic ကလည်းဒါကြီးစုပ်တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီအသစ်နဲ့တော့အများကြီးကွာပါတယ်ဒါပေမဲ့လက်ခံပြီးဆော့မယ်ဆော့လို့ရတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက် Days Gone ဆော့မယ်
ကိုက PlayStation Plus 8 Story ပဲဝယ်လိုက်ဆိုလို့ရှိရင်တော့ဒီ library ရပဲသွားဆော့လိုက်ဒေါ်လာ90ပေးပြီးတော့ remaster ကိုကျွန်တော်ဝယ်ဖို့ပြောရင်ကျွန်တော် personal အမြင်ကတိတ်မတန်ဘူးလို့ခံစားရတယ်ပေါ့နော် Okay ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော် video တွေကိုအမြဲကြည့်ပေးတဲ့လူတစ်ယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးများတင်ပါတယ်ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ပေးကြတဲ့လူတစ်ယောက်ချင်းစီကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ